မင်္ဂလာပါနော်မိုးဒီနေ့ပြောချင်တာကိုယ့်ရဲ့အိမ်တောင်ရေးကိုအဆင်ပြေခြင်းနဲ့ဆိုရင်မလုတ်တဲ့အချက်တစ်ချက်ကိုမိုးပြပြမယ်အဲ့ဒီအချက်ကဘာလဲဆိုတော့ကိုယ့်ရဲ့အိမ်တောင်ဘက်ကိုအခြားသူတဦးနဲ့နှိုင်းရှင်တာမျိုးဘယ်တော့မှမလုပ်မိပါစေနဲ့အမျိုးသားတွေကဘယ်လိုနှိုင်းရှင်လဲဆိုရင်နင့်ထက်ဟိုတယောက်ကပို့ပြီးတော့ဂရုစိုက်တတ်တယ်ဟိုတယောက်ကနင့်ထက်ပို့ပြီးတော့လှတယ်ဟိုတယောက်ဝတ်တဲ့ဝတ်စားနင့်ထက်ပို့ပြီးတော့ smart ဖြစ်တယ်ဒါမျိုးတွေပြောတယ်အမျိုးသမီးတွေကပြောတယ်ဟဲ့မက်ဖြူရဲ့ယောက်ျားနင့်ထက်ဝင်ကောင်းတယ်မက်နီရဲ့အမျိုးသားလုပ်တဲ့အလုပ်ကလေနင်လုပ်တဲ့အလုပ်ထက်ကောင်းတယ်နော်တွေ့လားမက်ဖြူတို့များကန်ကောင်းချက်သူ့ယောက်ျားဘယ်လိုဝင်ငွေကောင်းတာသူ့ပေါ်ဘယ်လိုကြီးစိုက်တာဒီလိုမျိုးအခြားတစ်ယောက်နဲ့ကိုယ့်ရဲ့အိမ်တောင်ပတ်တူနှိုင်းရှင်တတ်တဲ့အလုပ်တွေကိုအကျင့်တွေကိုရှောင်ပါဒါဆိုရင်ကိုယ့်ရဲ့အိမ်တောင်ရေးဟာပေါ့နော်တာရလာပါလိမ့်မယ်နော်သူများနဲ့နှိုင်းရှင်နေကိုယ့်အိမ်တောင်ဘက်ကစိတ်ထဲမှာတိမ်ငယ်စိတ်လဲဝင်တယ်လို့ तू မလုပ်ပေးနိုင်ပါလားဒါမှမဟုတ်ရင်အမျိုးသမီးဆိုလဲအော်ငါယောက်ျားဒီလိုလှလာကြိုက်တယ်ငါကတော့သူ့လိုမလှပါလားဆိုတဲ့တယောက်နဲ့တယောက်ကြားမှာတိမ်ငယ်စိတ်တွေဝင်လာရင်အဲ့ဒီအိမ်တောင်ရေးကိုအကွဲကြောင်ဖြစ်စေတယ်နော်အဲ့တော့အဲ့ဒီအကွဲကြောင်ရှိပြီဆိုရင်တခြားမကျေနပ်ချက်တစ်ခုခုများဝင်လာဒီအကွဲကြောင်ရတဖြည်းဖြည်းကြီးလာမှာအဲ့မကျေနပ်ချက်တွေဆုလာလေကွဲလာလေမကျေနပ်ချက်တွေဆုလာလေကွဲလာလေဆိုကိုယ့်ရဲ့အိမ်တော်ကြီးဟာဘာမဟုတ်တဲ့အကြောင်းအရာတစ်ချက်နဲ့လဲကွဲသွားနိုင်ပါတယ်ဒါကြောင့်မို့ပြောချင်ပါတယ်အိမ်တော်ရေးတာရခြင်းနဲ့ဆိုရင်ကိုယ့်ရဲ့အိမ်တော်ဘက်ကိုအခြားတစ်ယောက်ယောက်နဲ့နှိုင်းရှင်ပြီးပြောဆိုတာမျိုးလုံးဝမလုပ်မိပါစေနဲ့ချင်းဒါဟာအထူးသတိထားမယ်အချက်တွေထဲကတစ်ချက်ပါ